ဒါပေမဲ့မင်းလားမင်းမဆိုနဲ့မင်းမဆိုနဲ့မင်းအောင်နိုင်ကိုပြုံးတာစိတ်တွေတူတယ်ပြုံးတာစိတ်တွေတူလဲဆိုတူတာမဟုတ်ဘူးတော့ကိုလိုချင်တဲ့ခုနစိတ်ကနေအားမရခုနလိုစိတ်ကမျိုးကကျွန်တော်လူသားသူကြားလေးရှိတယ်ဆိုရင်စိုင်းလို့အလကတော့ရုပ်ပြောင်းလို့တယ်ကောင်းစီချင်တာအဲ့ဒါတွေတူတယ်ဟိုတနေ့ကဘာတွေတူလဲဆိုတော့တက်ဆက်ဆက်ပြောပြကျွန်တော်ကကိုရီးယားမင်းသားတွေကိုကြိုက်ပြီးကိုရီးယားအစားအစာတွေကိုကြိုက်ရတယ်အဲ့တော့ကျွန်တော်ကမြန်မာရိုးရာအစားအစာတွေကိုလည်းကျွန်တော်တို့ကကြိုက်စေချင်တဲ့စဉ်းစားတာရှိတဲ့အခါကျတော့ကျွန်တော်ကငပိအကြောင်းတွေပြောတယ်ဒီကဟို live နဲ့တော့ငပိအကြောင်းတိုးစရာအကြောင်းကိုပြောပြီးတဲ့အခါကျတော့မင်းသားလေးလည်းအဲ့ဒါကြိုက်တယ်ဒီကနေ့ကျတော့ကျွန်တော်နဲ့စားလို့တာသူစားပြီးတော့မှအားလုံးပြောကြတယ်မြို့တကယ်ကြိုက်ရလားကြိုက်တယ်တကယ်ကြိုက်တာပါလေအဲ့လိုတူတယ်ဆိုတာကိုသူကိုယ်တိုင်နဲ့ဒီမြန်မာလူရစားဇက်တော်ကြီးဆရာလည်းစိတ်တယ်သူလည်းညီလေးကဆန်းတော်ကြီးသူ့တာကြောင့်စိတ်ရှုပ်ခြင်းချက်လာတယ်ဘာသာစိတ်ချက်လာတယ်ဒီကိုတိုင်းလာတယ်ကိုစိတ်ဝင်လာတဲ့အပိုင်းကိုချက်လာတယ်စိတ်ရှုပ်တော့ကိုစိတ်ကဟောမတူတာတခုတော့ရှိတယ်ကျွန်တော်သူ့အသက်40လောက်ပါညာပါကြောဒီတော့ပြည့်ကိုယူရင်အဲ့အာယုံရဲ့အဲ့ဘက်ကိုသွားတယ်ကိုတနေ့ဘုန်းကြီးကတော့ပါလာတယ်ကိုကျွန်တော်လည်းမတူဘူးအဲ့တနေ့ကွာအဲ့ဒါကကိုရိုးမှာလားဒီတေးမို့39လောက်မှအဲ့ဒါကိုစဉ်းစားလို့မရဘူးဒါနဲ့40ဆိုတစ်နှစ်လားစစ်မတူတာအဲ့ဒီကိုပဲရှင်းညှိပြရတာအဲ့ဒီကိုတန်းကြီးရအောင်ဒီဘော်ဒီနဲ့မရိုက်ပီတီတင်မိတာတော့လေကျွန်တော်အောင်မြင်လာတော့သိပီတီမဖြစ်ကျွန်တော်အောင်မြင်လာတော့သိပီတီမဖြစ်ဘာဖြစ်ဆိုယူဆိုတာအောင်မြင်လာရှိတယ်ကြာဆုံးလာရှိတယ်ကျွန်တော်ငယ်ငယ်တော့ဆိုရင်ကြာဆုံးလာတယ်ညာကျွန်တော်ကြာဆုံးလာတယ်ညာဒါပေမဲ့ပြန်ယူထားခဲ့ရတယ်ပြန်ယူထားခဲ့ရတယ်ကြာဆုံးလာတယ်အောင်မြင်လာတွေကအောင်မြင်လို့ဘာပြရမှာလဲတရေမကြီးဒါပေမဲ့လုတ်ချင်တာဟုတ်လုတ်ရတော့လုတ်ခွင့်ရတာလုတ်ချင်တာလုတ်ရတယ်ဆိုတာပါလဲကျွန်တော်တို့အတူတူရေစံကိုလှမ်းမယ်နော်ဆိုတဲ့အချိန်မှာstage show တီးဝိုင်းနေအောက်ချမယ်နော်ဆိုတဲ့အခါချကျွန်တော်အတူတူရေစံကိုလှမ်းတဲ့အချိန်မှာပြည့်တက်ကလက်ခံတယ်ခါလေးအောင်မြင်ခြင်းမအောင်မြင်ခြင်းအဲ့ဒါပြင်လို့ကျွန်တော်ကိုနေ့ကဇက်တော်ကြီးကျွန်တော်ဇက်တိုက်နေတော့သူစုံပြောတယ်လုပ်တယ်ပေါ့နော်အကုန်လုံးမမှန်သေးပါဘူးအခုလည်းကျွန်တော်တို့ကစုံပြောတယ်အကုန်လုံးမှန်ပါတယ်လို့အာမမ